အသားကျသွားရင်အစဉ်ပြေသွားမှာပါဘဝမှာဘာပဲဖြစ်ဖြစ်အသားကျသွားရင်ခန္ဓာရည်ရှိလာတတ်တယ်အသားကျသွားရင်ကျဉ်တ်လာတတ်တယ်အသားကျသွားရင်အာရလာတတ်တယ်အသားကျသွားရင်ပျော်လာတတ်တယ်အသားကျသွားရင်မော်လာတတ်တယ်ပေါ့ဒါပေမဲ့မဟုတ်တာတွေမှာအသားမကျဖို့မကောင်းတာတွေမှာအသားမကျဖို့တော့လိုတယ်တချို့မဟုတ်တာတွေမှာအသားကျလာတော့မဟုတ်ကိုအဟုတ်ထင်လာကြတယ်မမှန်တာတွေနဲ့အသားကျလာတော့မမှန်ကိုအမှန်ထင်လာကြတယ်ဆဲတာတွေနဲ့အသားကျလာတော့ဆဲတာကိုဆဲတယ်လို့မထင်ကြပြန်ဘူးတတ်တာတွေနဲ့အသားကျလာတော့လက်ရည်စရည်ဖြစ်လာကြတယ်ခိုးတာတွေနဲ့အသားကျလာတော့ခိုးလို့ရတာကိုပဲစွမ်းဆောင်ရည်တစ်ခုလို့ဂုဏ်ယူလာကြတယ်မကောင်းတဲ့နေရာမှာအသားကျလာခြင်းဟာမကောင်းကျိုးကိုအကြာကြီးအကြီးကြီးခံရဖို့တွန်းအားဖြစ်စေတော့တာပေါ့တကယ်ဆိုရင်လောကဓာတ်နဲ့အသားကျအောင်ကြိုးစားသင့်တယ်ရှိခြင်းမရှိခြင်းတွေမှာအသားကျလာတဲ့အခါရှိလို့လည်းမတက်ဘူးမရှိလို့လည်းဟမပြတ်ဘူးအချမ်းရအပေါင်းအသင်းများခြင်းမများခြင်းတွေမှာအသားကျလာရင်ပေါ်လို့လည်းမမျောဘူးမပေါ်လို့လည်းမလျောဘူးကဲ့ရဲ့ခြင်းချင်းမွန်းခံရခြင်းတွေမှာအသားကျလာရင်ကဲ့ရဲ့ခံရလို့လည်းဘဝဆောင်းမသွားဘူးချင်းမွန်းခံရလို့လည်းဘဝပြောင်းမသွားဘူးချမ်းသာခြင်းဆင်းရဲခြင်းတွေမှာအသားကျလာရင်ချမ်းသာလို့လည်းအယံမသာရဘူးဆင်းရဲလို့လည်းအယံမနာဘူးဘဝလောကဓာတ်ဆိုတာအဲ့ဒီလိုအသားကျမှအမားမရမှာမဟုတ်လားဒါကြောင့်မအားလာတဲ့ဘဝမှာအမားတွေနဲ့အသားမကျစေပဲအကောင်းတွေနဲ့အသားကျကိုယ့်ဘဝကိုအားရအောင်ကြိုးစားကြဖို့ပဲပေါ့အသားကျသွားရင်အစဉ်ပြေသွားမှာပါလေ